နော်ဒီဘက်က Falcon ရဲ့ drop လေးကိုလည်းသဘောကျပါတယ်သူတို့လည်း Minotaur နဲ့ Dinosaur ဟုတ်တယ် Minotaur တွဲလုံးတွေလည်းတွေ့ရတယ်ဗျာ Raffala နဲ့ကျွန်တော်တို့တကယ်ကို Barbarian Style သွားမယ်ဆိုရဲ UANAP ဒီဂလူးတွေလည်းတွေ့နေရတယ်ဆိုရဲနောက်မှာအားလုံးပဲကျွန်တော်ရဲ့ MS မြန်မာ Season 4ဒီနေ့ရဲ့ regular season we won day number 1နောက်ဆုံးသော match number 3ဖြစ်တဲ့ Team Secret Valor Falcon Esport ရဲ့ game number 1 လက်မတောင်းနေရနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်လာမယ့်လမ်းလေးကိုကြိုပြီးတော့တည်နေတယ်ဒီချိန်မှာတော့ Jazz နေနေရတော့ပပနက်နက်လေးနဲ့ပဲပြန်ပြီးတော့ forward မှာပဲရမယ်ဗျာထားလေးတွေနန်းနေရဆိုတဲ့အချက်ကလေးတွေမှာ Falcon အသင်းရဲ့ jungle area တွေကိုအရင်သွားမတိုးတာတော့ကောင်းဆုံးပဲဗျာဒါပေမဲ့လည်း Team Secret အနေနဲ့သူတို့ vision လေးတွေ information လေးတွေရဝါရဆိုတဲ့ကဏ္ဍလေးတွေကတော့ရှိတယ်နှစ်သိန်းလုံးအနေနဲ့အတိုးလုံးမယ်ဆိုတဲ့ကဏ္ဍလေးမှာတော့ river area မှာစတင်ပြီးတော့ပုတ်တိုက်မှုလေးတွေကတော့ဖြစ်တယ်ဗျာမှန်ပဲဗျအဲ့တော့ကျွန်တော်တို့ဒီပွဲမှာ Shipe Core ရဲ့ကျွန်တော်တို့ Obsidian လေးတွေစောင့်ကြည့်ရမယ်သူရဲ့ bone step bone shot တွေကဘယ်လောက်ထိကျွန်တော်တို့ team fight မှာလုံးဖြစ်လာမလဲပေါ့လေ Massman နဲ့ရောက်တော့ကျွန်တော် late game ပိုင်းချာ Trinity page တွေနဲ့သွားလို့တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်အားလေးပိုင်းမှာဒီဘက်မှာလည်းကျွန်တော် PSK Selena ဟိုဘက်မှာတော့ mid မှာနည်းနည်းလေးဒီ Raffala တွေပိုင်းနဲ့သွားရတာဖြစ်တဲ့အတွက်သူတို့ရှေ့ကနေရှိမဲ့Roma တွေပြီးသွားလို့ရှိရင်လည်း Jungler တွေကိုတော့ကောင်းကောင်းကြီး support လုပ်လို့ရမယ်ပြီးတော့သူရဲ့ Guardian Engine နဲ့လည်းပြန်ဆေးတဲ့အပိုင်းတွေ Hero Key ပေးလိုက်ရတဲ့တိုင်အောင်ချက်ချင်းကျွန်တော်တို့ battle ကိုထပ်ဆိုင်လို့ရမယ်ဆိုတော့ Gunner လေးတော့သွားရှိမယ်အားလီပိုင်းမှာတော့အနေငယ်နော်နှစ်သိန်းလုံးဒီပုတ်တိုင်းမှုလေးတော့စပြီးတော့ရှိကျင်လာတယ်ဗျ Team Secret ဒီအားလီပိုင်းသူတို့ရရတဲ့ Raffala ဂလူးတွေပါတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ aggressive stand နဲ့ playing style ကိုစပြီးတော့ချပြကျင်နေတာဗျဂလူးနဲ့သူတို့အားလီတဲ့က aggressive လိုက်ပြီးတော့ချနေတယ်အဓိကလည်းတစ်ဖက်မှာတော့ Minotaur ဖြစ်နေရတယ်သွားပြီးတော့ပါတယ်ဗျနော်ဒီရဲ့ဒါ Manifury တွေမရှိတဲ့ကာလာတစ်ခုကိုတော့ Team Secret အနေနဲ့ကတော့အကောင်းဆုံးအတုံးချနေတယ်ဆိုတဲ့အခိုက်အတန့်လေးတွေကိုတွေ့ရတယ် Slam Pack TKA သွားပြီးတော့ stand နေတဲ့ကြားထဲမှာတော့ Herrera Dia Fallen Mapper တွေနဲ့ first blood ရောက်တော့ try nice ဆိုတဲ့တစ်ဖက်ကနေ backup lucky ဝင်လာခဲ့တဲ့အခိုက်အတန့်လေးတစ်ခုမှာတော့နှစ်သိန်းလုံးအထီးတွေ့လေးရလောက်ပါပဲအမှန်ပဲဗျကျွန်တော်တို့ flicker တွေပါလေသုံးပြီးတော့ပဲချက်ချင်းเนาะဒါတစ်ဖက်က KH အနေနဲ့ပြန်ပြီးတော့ fall back လိုက်ရတယ် Minotaur ဖြစ်နေတယ်ဆိုတဲ့အချိန်မှာအားလေးပိုင်းကတော့ရန်ကြီးတော့သိတယ်မလားသူရဲ့ Minotaur ဆိုတဲ့တန်အစောကြီးကအာမာတန်တော့မဟုတ်ဘူးပေါ့နော်သူရဲ့ supporter type ကိုမှကျွန်တော်တို့ AOE တွေပါလေသူအနေနဲ့ပေးလို့ရမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ surprise flicker minor free တွဲလုံးနေနဲ့နောက်မှာတော့ဒါ team fight တွေတွဲမဲ့ cloud တွေပါတော့ပါတယ်ပေါ့လေလောလောဆယ်ကတော့တွေ့ရတဲ့အတိုင်းပဲဗျ fast started 5မှာရန် team fight ကိုမတွေ့လိုက်ရဘဲနဲ့ခုနကတော့ကျွန်တော်တို့ mid မှာ KH ဘာလို့သွေးနေတဲ့ flicker တွေသုံးလိုက်ရဆိုတဲ့ခံစားတွေကြောင့်ဒါတရားတော့တွေ့ရတဲ့အတိုင်းပဲ team secret အနေနဲ့စတင်ပြီးတော့ပိုင်ဆိုင်ထားခဲ့ပြီလည်းဖြစ်ပါတယ် Mino မှာ Dino မရှိခင်လေးကိုတော့ team secret လောက်ချက်ပေါင်းများစွာနဲ့ကတော့ကောင်းမွန်ဆုံးလှုပ်ရှားထားရလို့တော့ပြောရမယ်ဗျာနော် lucky နဲလေးတော့ကြုံကျင်နေတဲ့ခိုက်တဲ့လေးတခုမှ goal line လေးကိုတော့ရောက်တော့တဲွားသေးတယ်နောက်ကနေ opposite arrow တစ်ဖက်ကနေ Jazz grab လေးနဲ့ပြန်ပြီးတော့ fall back ထားတဲ့ moment လေးတခုပါပဲဗျာ Falcon အသင်းအနေနဲ့သူတို့ rotation လေးကိုတော့နဲလေးပုံဖော်ခြင်းနေတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရတယ်ဒါပေမဲ့လည်း Jazz အနေနဲ့တောက်လျှောက်ဆိုလို့ information လိုက်ပေးနေတဲ့အချိန်အတွင်းမှာ Falcon ဒီလဲသူတို့ရဲ့ rotation တွေ flanking တွေကိုအရင်ပုံဖော်လို့မရဘူးဖြစ်နေရဗျာမှန်ပဲဗျအဲ့တော့လက်ရှိမှာတော့เนาะအားလေးပိုင်းမှာကျွန်တော်တို့ dropping face အရာရောဒီဘက်ကလည်း glue ရဲ့ slam patch တွေအနောက်ကနေ Nico ရဲ့ Raffala အားလေးပိုင်းအတိုးအထုတ်တွေဆိုတဲ့ကဏ္ဍမှာJungler အနေနဲ့ကတော့ဒါ Herrera ဖြစ်နေတဲ့အတွက်ကြောင့်မလို့တော့တော်တော်လေးတော့ကျွန်တော်တို့ဒါ team fight တွေမှာเนาะဒီအားအနေနဲ့လောကကန်ရတာတော့အစင်တော့ပြည်တယ် Lepki ရဲ့ hero ကလည်းကျွန်တော် Nova ဒီ Novaria sorry ဒီ Nolan ဖြစ်နေတဲ့ဆိုတဲ့နောက်မှာတော့သူရဲ့ cave refresher တွေနဲ့ lethal injection နဲ့ထွက်လာတဲ့ဆိုတဲ့ကဏ္ဍလေးကိုလည်းစောင့်ကြည့်ရပါမယ်ပြီးတော့ Minotaur level 4 တိုင်မယ်နောက်ထပ်ကျွန်တော်တို့ဒီ new core ရဲ့ barref level 4တွေပါရပြီးသွားပြီဆိုတဲ့တိုင်မှာနောက်ထပ်ပေါ်လာမယ့် target fight တစ်ခုမှာတော့ကျွန်တော်တို့ hero key တွေပါစမြင်ရနိုင်တယ်3မိနစ်ကျော်တဲ့ဒီ hero key ကလုံးဝမတွေ့ရသေးဘူးဟုတ်တယ်နှစ်သိန်းလုံးကအဲ့လိုမျိုးတေးကြပါတယ်ဆိုတဲ့အခိုက်အတန့်တွေကိုပဲစောင့်နေကြတယ်ပေါ့နော်ကျွန်တော်အချီစောင့်နေကြတယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ် lucky ကတော့ hepta c တွေပါရတော့ပေးနေပြီနောက်ပိုင်းသူရဲ့အဲ့လိုမျိုး fracture damage တွေ expansion damage တွေကျမှတယောက်လောက်ကတော့ instant ပြတ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကတော့နည်းနည်းလေးသတိတော့ထားမိရဗျာနော်ပုံမှန်ဆိုရင်တော့ဒါ lucky ရဲ့ signature hero တွေဖြစ်တဲ့ join တို့ဘာလို့နဲ့ထွက်လာတာတွေ့ရတယ်ဆိုပေမဲ့ lucky ကတော့ဒါသူ့အနေနဲ့ပထမဆုံး week 1 day 1မှာတော့ Nolan လေးကိုတော့စတင်ပြီးတော့ပြတ်သားထားရတယ်ဗျ။ Okay အောက်မှာလည်း talent prediction တွေရတော့ကျွန်တော်တို့မျိုးစုံကြိုးခုန်နေတဲ့ဆိုတဲ့ပုံစံလေးတော့တွေ့ရတယ်ပေါ့လေ။အဲ့တော့လက်ရှိအချိန်တွေမှာတော့ဒါ4မိနစ်ကျော်လာပြီ။ second target fight တွေပါတယ်ကျွန်တော်တို့ဆိုင်ရတော့မယ် hero key ကလုံးဝမရသေးတဲ့အနေထားဗျ။ prediction ကတော့အများနဲ့တယောက်ကတော့သွားပြီးတော့ဖြစ်နေရနော်ကျွန်တော်တယောက်တည်းပဲ secret ဘက်မှာသွားပြီးတော့ရှိနေတယ်ဒါပေမဲ့လည်း objective 5 claim မှာတော့ Falcon စတင်ပြီးတော့ဦးဆောင်လာတဲ့အတူပဲတစ်ဖက်ကနေပြီးတော့ backline နဲ့အရင်ရောက်သွားခဲ့တဲ့ Nuco ဒီကအကောင်းဆုံးတော့ chance တော့ယူထားနိုင်ပါသေးတယ်ဗျာနောက်မလဲတောက်လျှောက် team fight အော်ဂုံးပေါ်ကြီးဖြတ်ပြီးတော့ပါသွားပြီဆိုတဲ့အနေထားမှာတော့မရတော့ဘူးကျွန်တော် Nuco တန်းပေးလိုက်ရတဲ့ first blood ကိုနောက်မလဲ Obsidian စပြီးတော့ရနေတဲ့ home နောက်မှာ
slam back တင်ကြပါတော့ KH ထပ်ပြီးတော့ကြာဆုံးသွားရင်းနဲ့ပဲ Team Secret Hero Kid နှစ်ကောင်လောက်ကိုတော့ပထမဦးဆုံးစပြီးတော့ဖြစ်လာတဲ့ဗတ်တဲ့တစ်ခုမှတော့ပိုင်ဆိုင်သွားခဲ့သလိုသူတို့ကတာတယ်ပါရလိုက်တာဆိုတော့တာတယ် Hero Kid နှစ်ကောင်တွေကတော့တော်တော်လေးတန်ဖိုးရှိသွားတဲ့ဗတ်တဲ့တစ်ခုကိုပိုင်ဆိုင်ခဲ့ရလို့ပဲကျွန်တော်တို့ပြောရမယ်ဗျာ ဒါမှလွဲတယ်ဆိုတော့နော်ကျွန်တော်တို့ဒါ new code ဒီလိုနာ welcome flicker နဲ့စပြီးတော့လွဲသွားတဲ့အချိန်ကနေစတာပဲဗျာတို့ target objective လည်းပေးလိုက်ရတယ်ဒါအပြင်မှာဒါ lucky အနေနဲ့ကတော့ puppet buff လေးတော့ပြန်လာပြီးတော့စားသွားခဲ့တယ်ဆိုတော့ຢာလေးတော့ရှိတယ် OP လေးယောက်ကြားထဲမှာရှိနေခဲ့တဲ့အနေထားလေးတစ်ခုမှာတော့ secret Shaiko Hero Kid လေးတော့တည်ဆောင်ထားပါသေးတယ်ဗျာ တကယ်ပဲ Team Secret နော်အားလီပိုင်းမှာဟုတ်တယ်နော်ဒါ Shaiko အနေနဲ့ကတော့201အားလီပိုင်းမှာလည်းအဲ့ဒီ hero ကနည်းနည်းလေးဟိုအဲ့ဒီ hero မှာပုတ်ပါအောင်နော်အားလီပိုင်းမှာဂိုးလိန်တာဒီ Trinity base နဲ့သွားမယ့်အချိန်တွေမှာ sorry တွေက damage တွေပါတယ်ထွက်မယ် power spike ဖြစ်လာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တစ်ဖက်ကနေပြီးတော့ lane match ရ face to face ရှင်ထိန်းနေရတဲ့ OP အတွက်ကလည်းအရင်ကြီးအဆင်ပြေလာမှာမဟုတ်တော့ပြီးတော့ကျွန်တော် battle team fight ကိုပို့ပြီးတော့တစ်ဖက်ကနေ Shaiko ရဲ့ obsidian အနေနဲ့လိုက်နိုင်မယ်ဆိုလို့ရှိရင်လည်းမိုက်တော့လဲမှာ fracture gift တွေနဲ့ပဲသူနောက်ကတော့ဆက်လက်ပြီးတော့ PSK damage တွေနဲ့ပါပေါင်းဆက်ပြီးတော့ပဲ Hero Kid ကောင်တော့ပြန်လဲပြီးတော့ပဲရရှိအောင် Falcon e-sport အနေနဲ့ဆွမ်းဆောင်သွားနိုင်ခဲ့ပါတယ် instant ဆိုလိုလျင်မြန်နဲ့ Falcon ရဲ့ play style တွေလည်းမိထားလို့တော့မရဘူးဗျာနှစ်သိန်းလုံးကတော့ response တော်တော်လေးမြန်တယ်လို့တော့ပြောရမယ်ဗျာတည်င်းကသူတို့ပေးလိုက်တဲ့အရာတစ်ခုရှိသည်ထောင်သူတို့အနေနဲ့ဘယ်လိုမျိုးပြန်လဲပြီးတော့ထွက်ရမလဲဆိုတာကိုကောင်းကောင်းကြီးနားလည်ထားတယ်ဆိုတဲ့အချက်တွေကိုလည်းတွေးရတယ်လောဆယ် early impact မှာတော့ပြန်လဲပြီးတော့ကျွန်တော်တို့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ Jazz အနေနဲ့တော်တော်လေး aggressive ဖြစ်တာကိုတော့တွေးရတယ်ဗျာအဲ့နောက်မှာ follow up line နေတဲ့ Nico Holy Healing လေးတွေတော်တော်လေးအလုပ်ဖြစ်နေတယ်နောက်ပိုင်းကျရင်တော့ကျွန်တော် Uranus နဲ့ Rafaela ဆိုတဲ့အတိုးအလုပ်တွေလောဆယ်မှာတော့ကျွန်တော်တို့ဒါ Rafaela နဲ့ဒါ Hirara ကိုတော့ early game မှာတွေးရတယ်ပေါ့လေဒါပေမဲ့လောဆယ်မှာတော့ Rafaela Uranus စတင်ပြီးတော့မြင်တွေ့လာပြီး slam pass တွေပေးထားတဲ့ကြားထဲမှာဒီတော့ welcome Yuko ပေးထားတယ်ဆိုမှတိတ်တော့မထူးဗျာနောက်လည်း Team Fight ထပ်တော့ join ဖို့တော့ကြိုးစားနေတဲ့ Minor Fury ထွက်လာဖို့စောင့်နေတဲ့အခိုင်အမာတစ်ခုမှာ Oh Jeff တန်းပြောက်သွားတယ်ဗျ OP ပါရောက်လာတဲ့ Blazing True Timing တွေအောက်ထဲမှာ Hero Kid ကောင်တော့ Team Secret စတင်ပြီးတော့ပေးဆက်လိုက်ရတယ်တစ်ဖက်မှာလည်း Target ပေါ်လာတဲ့ကန်နာမှာတော့အနောက်မှာချက်ချင်းဆိုသလိုပဲ Jeff ပြန်ထွက်လာမယ်ဆိုလို့ရှိရင် 5v5 ကျွန်တော် Target တစ်ခုတော့ပြန်လဲပြီးတော့နှစ်သိန်းလုံးအနေနဲ့ရင်ဆိုင်လို့တော့ရပါသေးတယ်ဗျ Secret Dia Mana လေးကတော့သွားပြီးတော့ရှိနေတယ်တစ်ဖက်ကပြီး OP လိုက်ပြီးတော့ပြင်းနေတဲ့ damage တွေကြားထဲမှာ Lucky တာတဲ့ objective တွေရလာသေးတယ်တစ်ဖက်ကပြီး hand off ပေးလိုက် damage ကြားထဲမှာ Lucky Dia လက်ထဲမှာရေစိုးပေးထားသေးတယ် slam the pass the grab တွေကြားထဲမှာ Newco ဆက်လက်ပြီးတော့ချိန်ချောင်းလောက်သွားရင်းနဲ့ပဲနောက်ဆုံးချန်ရှိနေခဲ့တဲ့ KS နဲ့ OP ကိုတော့ဆက်လက်ပြီးတော့ Secret ရိုက်ခွဲဖို့စူးစမ်းနေပါသေးတယ်ဗျာ Hero Kid 2 man မှာကြာသွားတယ်ဗျာတစ်ဖက်မှာလည်း Team Secret အနေနဲ့သူတို့ Hero Kid ခုနကတော့စပြီးတော့ပေးလိုက်ရသည့်တိုင်အောင်ဒီချိန်မှာ Team Fight တွေကတော့ပို့ပြီးတော့အားကောင်းလာတယ် early to mid game time တစ်ခုလုံးတော့စိုးမိုးဖို့စူးစမ်းနေတဲ့ Team Secret တကယ်လို့လိုအပ်ချက်တွေနဲ့အတူခက်ခဲနေတဲ့ပုံစံတစ်ခုတော့အပြေပေါ်ထုတ်ဖို့အတွက် early ပိုင်းမှာတွေကစူးစမ်းနေတယ်ဗျာသူတို့ရဲ့ goal line မှာလည်းသွားပြီးတော့ Obsidian pick နဲ့ Shaiko ရဲ့203ဆိုတဲ့ KD တစ်ခုဟာတော်တော်လေးတော့အလုံးဖြစ်နေတယ်လို့ level ပိုင်းကလည်း level 10လောက်ကိုရောက်သွားပြီဗျာတစ်ဖက်မှာတော့ကျွန်တော်တို့ဒါ OP ရဲ့ cloud က level 8ဆိုတဲ့ကဏ္ဍမှာစပြီးတော့ကျွန်တော်တို့ဒီ goal line နာတွေနှစ်ယောက်ချားမှာအနေငယ်ကွာချက်လေးတွေတော့မြင်လာရပြီဗျာ Falcon ကတော့ OP ကိုလိုပြီလို့ပဲပြောရမှာပဲဗျာနော်ကျွန်တော် Shaiko ကတော့203ဆိုတဲ့ KD တစ်ခုနဲ့သူတော်တော်လေးကို commune နေတယ်လောဆယ်မှာတော့ Falcon သူတို့အတွက်အထာနေနေတဲ့ပုံစံမျိုးလေးကိုတော့သွားပြီးတော့တွေးရတယ်ဗျာဒီတော့ webcam Yuko here we go နောက်မှလည်း backline ကျွန်တော်3ယောက် backup ရှိတဲ့အနေထားလေးတစ်ခုမှာတော့ super quiet stay strong ပါပဲ backup အနေနဲ့ရောက်လာခဲ့တဲ့ Dia ပြန်ပြီးတော့ fallen map တွေတေးထားတဲ့ကြားထဲမှာတော့ Yuko တွေးရတော့တော်တော်လေးကိုတော့ကိုင်းသွားပြီဗျာနော် တကယ်ပဲ crime အနေနဲ့ကတော့နော်လက်ရှိအချိန်တွေကဒါလည်းသူ့ရဲ့ hero ကြီးကရွေးနဲ့ကြီးဖြစ်နေတာတကြောင်ပြီးတော့ကျွန်တော်တို့ wall မှာလည်းအရင်ကြီးကတ်မသွားရဲဆိုတဲ့အချိန်တွေမှာ103နဲ့ဒါပြောရမယ်ဆို Team Secret ကလည်း early ပိုင်းမှာကျွန်တော်တို့ရှေ့ကပွဲတွေမှာတွေကပြောပါတယ်ဒီနောက်ပိုင်းပွဲစဉ်တွေတော်တော်များများဒီ early to mid ပေါ့နော်ကျွန်တော်တို့ဒီ10 minute time လောက်အထိမှာပွဲစဉ်ကိုအသာသီးရတာတဲ့ဆိုလို့ရှိရင်အဲ့အတင်းကသူတို့ကတဖြည်းဖြည်းနဲ့ဒီ first lock ပေါ်လာတဲ့ time ထိ tower တွေယူမယ် snowball လေးလှည့်ပြီးတော့ first lock ကိုပါယူပြီးပွဲကိုတောင်းဆော့ကြတဲ့တဲမှာတော့သွားပြီးပါတယ်အဲ့တော့မှ late game match man အနေနဲ့ထုတ်လာတဲ့သူတို့ Obsidian ကလည်းအခုချိန်မှာတွေကသူ့ဘာနဲ့သူကျွန်တော်တို့အဆင်ပြေနေပြီဆိုတော့သူရဲ့ Trinity base နဲ့သွားမယ်ဆိုလို့ရှိရင်လည်းဒီချိန်မှာနောက်ထပ်ဟို10 minute ဝန်းကျင်လောက်မှာဆိုလို့ရှိရင်ပြီးသွားမယ့်အနေထားမျိုးတွေပါတယ်ရှိတယ်ပေါ့လေအဲ့တော့ကြောင့်မလို့တစ်ဖက်မှာတော့ golden stat တွေပါတယ်တော့ပြီးလာတဲ့ OP Idol နှစ်ကွက်ဆိုတဲ့ကဏ္ဍမှာအဆင်ပြေမလားတစ်ဖက်မှာလည်း Idol နှစ်ကွက်လောက်တော့ပြီးနေခဲ့ပြီဗျဒီတော့ welcome ပါလာခဲ့တဲ့ backline သွားပြီးတော့ရှိနေခဲ့တဲ့အနေထားက PS ကြောင်းတော့ရုံးထွက်ထားသေးတယ်ဒီကလည်း KS ရဲ့ Minor Fury သွားပြီးတော့ပါနေတယ်တစ်ဖက်ကနေလည်း OP Blazing True တွေကြားလည်းမတီးရရောင်းတော့ forward သွားပါသေးတယ်ဗျ lucky ပြေးကြည့်နိုင်တဲ့သူပဲ super quiet ရောင်းတော့ forward ထားပါသေးတယ်ဒါပေမဲ့လည်း hand off blown by Shaiko တကယ်ပဲဒိဗ်ရှိရှိနဲ့ပဲ Nico follower damage တွေကြားထဲမှာတော့ Hero Kid Team Secret ဆက်လက်ပြီးတော့သိမ်းပိုက်ထားသေးပါပဲဗျာကဲပဲ Shaiko ဝင်လာတဲ့ left kill တော့ hand off ဘုံနဲ့ right time ချိတ်ပေးလာနေတယ်ဆိုတဲ့နောက်မှာဘာမှလုံးမရောက်ဗျာချီပြီးတော့ပြီးရိုက်ခံလိုက်ရတဲ့ left kill တွေနဲ့ Hero Kid ပေးလိုက်ရတယ်ဒီချိန်မှာပေါ်လာတဲ့ first low ပါ Team Secret အနေနဲ့လက်ဝဲပိုင်ဆိုင်သွားခဲ့ပြီဗျာ Rapid ကစ in game play style ဆိုခဲ့တဲ့မှာ1မှာတော့ Team Secret ဒီအကောင်းဆုံးသောဆိုတဲ့ momentum တွေမှာသွားပြီးတော့ရှိနေတယ်လို့ Shaiko မှာလည်း Swift Trinity time ကလုံးဝပြီးဆုံးသွားပြီဘုံ stack ကလည်းမရှိဘူးဆိုရင်တော့မှသူရှိမှဒီအချိန်မှာတော်တော်လေးတော့အပြေနီးပါတော့သွားပြီးတော့ဖြစ်နေလောက်ပြီဗျာနော်20ဝင်းကျင်လောက်ကသွားပြီးတော့ရှိနေလောက်ပြီလို့တော့ထင်တယ် Yuko flicker လေးတော့
တော့ထွက်ထားရပြ slam pass jazz လိုက်ပြီးတော့ညှိပေးနေရတဲ့အတူပဲ Falcon တင်းဒီချိန်မှာသူတို့ရဲ့ make objective ကိုတော့အကောင်းဆုံး defend နေတော့လုပ်နေပါသေးတယ်ဒီချိန်မှာလည်း blue bat တွေပါတွေကတော့ဖေးလိုက်ရပြီဗျာချက်ချင်းဆိုသလိုပဲ lock ဖေးလိုက်ရတယ်ရှင်းမှာလည်းတာတယ်လေးတွေကပို့ပြီးတော့ခွင့်ပြုထားရတယ်ဆိုတဲ့ချိန်တွေမှာ team fight က high ground defensive ပုံစံမျိုးဖြစ်လာနေပါအောင်လေးရဲ့ mega holy shield အနေနဲ့ကတော့ lock မလာခင်မှာတွေက draw သွားရဆိုတဲ့ကဲပါအောင်လေး mega tower ပါတခါလေးဝင်ရိုက်ဖို့တော့ချိုးသားနေခဲ့တယ်ဗျာနောက်မှလည်း team fight Selena နဲ့ trap တွေပါနေအကောင်းဆုံးပြန်ကတားလို့ lucky အရင်ဝင်လို့တော့မရသေးဘူးဆိုပေမဲ့လည်းနောက်မှ KH အနေနဲ့ 10 ပြီးတော့ surprise ပြတ်သွားပြီဆိုတဲ့အနေထားမှာအောင်လေးရဲ့ mega မပေးရသေးဘူးဆိုပေမဲ့သူတို့စပြီးတော့ KH ကတော့ hero game အနေနဲ့ပေးလိုက်ရတယ်ဆိုတဲ့အနေထားတစ်ခုတော့တွေ့ရပါတယ် connection လေးလွတ်သွားတယ်ဗျတားရီတို့ငါဝင်သွားပြီဆိုရင်နောက်ကနေပြီး follow back လေးပါလာဖို့တော်တော်လေးတော့အလန်းဝေးသွားတယ်ဒါပေမဲ့ OP ကွမ်တော့သွားပြီးတော့မြေးဆန်းနေတယ်တစ်ဖက်ကနေလည်းကျွန်တော်တို့ဒါလိုချင်နေတယ်ဆိုတဲ့မီဂါတာဝါလေးတစ်လုံးတော့ this secret ရအောင်တော့ပိုင်ဆိုင်ထားပါသေးတယ်ရှိုင်းကိုရဲ့ဘုံချက်ကလေးကတော်တော်လေးလှုပ်ဖြစ်နေကြရှိုင်းကိုဟန်တော့ဘုံအနေတော့များတယ်ဆိုရင်ပါလာခဲ့တဲ့ new code instant ဆိုတော့ဒီရဲ့လက်ထဲမှာတော့ပေးလိုက်ရပါပြီဗျာဒီချိန်မှာတော့ new code ကြာဆုံးသွားတဲ့အနေထားတစ်ခုမှာ Mickey ကျွန်တော်တို့ဒါ holy shield ကိုတော့နောက်ကတက်လာတဲ့ lane cree နဲ့ပဲတခါတည်းဆိုသလိုမျိုးဒါ drop သွားရဲဆိုရဲခန္ဓာလေးတော့တွေးလိုက်ရတယ်ဗျာနောက်ထပ် low ပေါ်မဲ့တိုင်တွေကနည်းငယ်တော့စောင်းအောင်တော့မှန်တယ်သို့ပေမဲ့ဒီချိန်မှာ mega holy shield တွေ drop ထားရဲဆိုရဲအတွက်ကြောင့်မလို့နောက်ကတက်လာတဲ့ minion wave တွေနဲ့တခါတည်း theme ပွဲမှာတာနေတယ်ဆိုရဲ theme secret ဒီ pressure ပေးဖို့တော့ကြိုးစားနေတယ်ဗျာပေါ်လမ်းမှာလည်းတစ်ဖက်မှာတော့ holy shield ထပ် drop သွားရင်လည်းဒါ mega 3 lane ကြံနေသေးတိုင်အောင် mega 2 lane ကြံနေသေးတိုင်အောင်ကျွန်တော် mega holy shield တွေမရှိတဲ့ခန္ဓာမှာနောက်ထပ် low တာအခက်မသိလို့ထပ်ပြီး Falcon Esport ကပေးလိုက်ရမယ်ဆိုလို့ရှိရင်စပြီးတော့နည်းငယ်ပြဿနာတက်လာနိုင်တယ်ဗျာဟုတ်တယ် instant လို့ဆိုင်နေတဲ့ကြားထဲမှာဒီယာပြန်ပြီး KS Mind of Fury 2 man နဲ့ backup နဲ့ OP blessing တွေပေးထားတဲ့ကြားထဲမှာတစ်ဖက်ကတွေ immobilize ပေးနေရဆိုရင် Yuko အရင်ဆုံးတော့ down သွားတော့မလားပြန်ပြီးရမယ် damage တွေအစီစီစောက်သုံးထားတဲ့ကြားထဲမှာတော့ 10 secret Falcon အကြရှုံးမရှိဘဲနဲ့တော့ forward သွားပါပြီဗျာ lucky ကကျွန်တော်ဒီပွဲမှာအားလေးပိုင်းနဲ့ hero game ကမရတာဘူးဆိုတဲ့အခြေအနေနောက်ပိုင်းမှာလည်းသူကတော့9000ကျော်လောက်တော့ရှိပြီဒါပေမဲ့တစ်ဖက်မှာတော့ဒါ dia ရဲ့ hero အနေနဲ့204နဲ့ဒါတော်တော်လေးအဆင်ပြေနေတယ်ဆိုတဲ့ကန်နာမှာတော့သွားပြီးတော့ရှိရဗျာအဲ့တော့ဂျန်ဂလာတူဂျန်ဂလာဂိုလိနာတူဂိုလိနာဆိုတဲ့ခြားထဲမှာတဖြည်းဖြည်းနဲ့တစားစားပို့ပြီးတော့ကျွန်တော်တို့ကွာဟချက်တွေကကျွန်တော်မြင်မာလာတယ်အဲ့ပြင်ဂိုလိနာနှစ်ယောက်ခြားမှာသွားကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ family မိုင်းရရောသွားပြီးတော့ဒီ item မိုင်းရမှာနည်းနည်းလေးတစ်ဖက်ကနေပြီးတော့မှပို့ပြီးတော့ပဲဒီ obsidian shape ကိုကတာနေတယ်ဗျာထိုတဲ့ team နောက်ဝက်ရကြည့်ရမယ်ဆိုလို့ရှိရင်လည်း 7.9k ပြောမှဆို 8k နီးပါးပါပဲဒီလိုမျိုး17မိနစ်ကျော်12မိနစ်လောက်မှာ 8k နီးပါးကွာနေတယ်ဆိုတဲ့အခြေအနေကတော်တော်လေးကြီးမားတဲ့ network ကွာချက်နဲ့ကျွန်တော်တို့ပြီးသွားလို့ရှိရင်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီ item ကွာချက်တွေကသွားပြီးတော့ရှိနေနိုင်တယ်ဆိုတော့ဒီတစ်ခေါက်ထပ်ပေါ်လာမဲ့လို့ Falcon Esport အနေနဲ့ပေးလိုက်ရရင်လေသူတို့အတွက် game number 1 တအားအန်ဒီရဲ့များနေပြီဗျအဲ့လိုမှမဟုတ်ဘူးသွားပြီးတော့ battle ဆိုင်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့အခက်တွေ့နေတဲ့ဆိုတဲ့ခံရမှာသူတို့ရဲ့ mandatory ရှိတဲ့ကျွန်တော်တို့ဒီ PSK Selena တွေနဲ့တိုးသွားဖို့တော့မလွယ်တော့ပါဘူးမရဘူးဗျရှိုင်ကိုကအဲ့လိုမျိုး free hit position ရနေသေးရတော့ကျွန်တော် Falcon အနေနဲ့ battle ကိုလွတ်လွတ်လပ်ကြီးဆိုင်လို့မရဘူးဆိုတဲ့ပုံစံမျိုးကိုတော့ခံစားရတယ်ပေါ့လေလောဆယ်မှာလည်း front line ထဲမှာကျွန်တော်တို့ဒါ sandbag လုံးနေရဆိုတဲ့ coin အနေနဲ့ကလည်းသူတော်တော်လေးကို damage taken လောက်ထားနိုင်တယ်ဆိုတဲ့အခြေအနေပြီးတော့ PS ရဲ့ Brazil arrow တွေအားလုံးကိုကျွန်တော်တို့ link တွေအနေနဲ့အဲ့လိုမျိုး Nico ရဲ့ Rafaela Holy Healing တွေပြီးသွားရင်တော့ Jazz ရဲ့အဲ့လိုမျိုး grab တွေနဲ့ပြန်လည်ပြီးတော့ဖြည့်ရှင်းသွားတယ်ဗျ Brazil arrow က backline ကိုလုံးဝမတိုးဘူးဆိုတဲ့လုံးဝမလာဘူးဆိုတဲ့ပုံစံမျိုးပေါ့လေဒီနှစ်ယောက်မရှိဘူးပဲထား backup plan အနေနဲ့ကျွန်တော်တို့ coin ရှိရဗျအဲ့တော့ Nico coin ပြန်ပြီးတော့တွဲလုံးလေးအနေနဲ့ပြန်လည်ပြီးတော့ဖန်တီးလာလို့ရတယ်ဆိုတဲ့အချက်ကလေးမှာ DC Gram တွေနဲ့ draft တွေတော်တော်လေးတော့အလုပ်ဖြစ်နေတယ်ဗျနော်ညလုံးညဝါထင်းနေမြင်နေရပါဒါတော့မှန်ပဲသူတို့ထုတ်ထားတဲ့ draft မှာတစ်ဖက်ကဒီ Niwa ဘယ်လိုပြောမလဲ PSK Selena hero game တော့ရတော့တယ်ဒါပေမဲ့ဟိုတစ်ဖက်က backline နဲ့အထိ damage dealer တွေကိုကျွန်တော်စားသုံးပေးနိုင်လောက်အောင်တော့အရင်မလွယ်နေဘူးတစ်ဖက်မှာလည်းဂျားတွေက team fight ကျွန်တော်တို့ဒါ loaded တွေပဲထပ်လာပြီးမဲမှာတော့ထပ်ပြီးတော့ထောက်ထားတယ် mega tyrant ပေးရကန်ဒီဆက်ဆက်မှာတော့ KH flicker လေးတော့ပြန်ပြီးတော့ခုံလိုက်ရပြီဗျာတော့ဘုံရှက်ကလေးတွေချက်နဲ့ဒီတော်တော်လေးကိုတော့ damage များနေတယ်ဆိုတော့ Shaiko damage တွေကိုတော့တွေးမြင်နေရတယ်ဗျာပြန်ပြီးတော့ဒီတော့ webcam ခေါ်သွားခဲ့တဲ့ Yuko backline နဲ့ damage တွေအပြုံးလိုက်ဝင်နေတယ်ဗျ Yuko ဒီတော့ hero ကပေးထားသေးတယ်ဗျာကြက်ရှိနေခဲ့တဲ့ OP blessing ကျပြန်ပြီးတော့ forward တော့ backline မှာ 2 man သွားပြီးညီနေနေတာတကူမတီးရ outplay outclass all movement နဲ့2ပဲပြန်ပြီးတော့သိမ်းပိုက်လိုက်တဲ့ကြားထဲမှာ Falcon 3 man ပါလောက်ကိုတော့ပေးလိုက်ရပါသေးတယ်ဗျာဒီနေရာမှာတော့ hero က3កောင်ကျသွားတယ်ဗျာ long နဲ့2ပဲ mega tyrant တွေထပ်ပြီးတော့အရင်မရအောင်ဆိုပေမဲ့လည်းကျသွား hero က3កောင်ဆိုတဲ့နောက်မှာ PS နဲ့ lucky ထိန်းဖို့အရင်တော့မဖြစ်နိုင်တော့ဘူးထင်တယ်ဗျာနောက်မှာလည်း team fight ထပ်ပြီးတော့တိုးချနေတဲ့နောက်မှာ DR hero ကရရှိသွားတယ်ဗျ holy battle စနေမှာပေးတဲ့ကြားမှာ K number 1 တော့ team secret စတင်ပြီးတော့ပဲအနိုင်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ် wow wow K လောကနဲ့နေတယ်နော်လင်းဖေ